ခုမြင်တွေ့နေရတဲ့သူကတော့အာမက်ဒီတက်လို့ခေါ်တဲ့မွတ်စလင်ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါသူဟာဒေါက်တာဇာခရီနိတ်ရဲ့လက်ဦးဆရာလေးဖြစ်ပါတယ်ဒေါက်တာဇာခရီနိတ်ဒီကနေ့သုံးဆွဲတဲ့စကားလုံးတော်တော်များများဟာအာမက်ဒီတက်စီကနေအမွေဆက်ခံခဲ့တာဖြစ်ပါတယ်အာမက်ဒီတက်ဟာဆိုရင်ခရစ်ယာန်ဓမ္မဆရာပေါင်းများစွာနဲ့ဒီဘိတ်တွေဆင်နွှဲပြီးတော့စကားကြုံမှုတွေရှိခဲ့ပါတယ်သူ့ရဲ့စကားကြုံမှုကြောင့်ပဲသူ့ဘဝမှာစကားလုံးဝမပြောနိုင်ပဲနဲ့ကျိန်းစာတင်ခဲ့ရပါတယ်ဒါဆိုရင်သူဟာဘယ်လိုစကားမျိုးကျူးလွန်ခဲ့တာလဲသူ့ရဲ့ဘဝမှာရောဘယ်လိုကန်ဆူမိုးအောင်ကြခြင်းတွေဖြစ်ခဲ့လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ်အာမက်ဒီတက်ဟာဆိုရင်အိန္ဒိယနဲ့အာဖရိကကပြားတစ်ယောက်ပါမွတ်စလင်ဘာသာဝင်တစ်ယောက်ပါမွတ်စလင်ဘာသာဝင်တစ်ယောက်ဖြစ်ပြီးယေရှုခရစ်တော်ကိုတမန်တော်အီစာအနေနဲ့ပဲလက်ခံပြီးတော့ယေရှုခရစ်တော်ဟာလက်ဝါးကားတိုင်းပေါ်မှာဘယ်တော့မှမတက်ခဲ့ဘူးယေရှုခရစ်တော်ဟာဘယ်တော့မှအသေးမခံခဲ့ဘူးယေရှုခရစ်တော်ဟာဘယ်တော့မှမထမြောက်ခဲ့ဘူးဆိုပြီးတော့ယုံကြည်ထားကြပါတယ်ဒီယုံကြည်ချက်အတိုင်းပဲသူဟာဒီဘိတ်လို့ငင်းခုန်ဆွေးနွေးပါတယ်အဲ့ဒီခါမှာသူ့ဘဝမှာအဆက်ပွဲခြင်းတွေယခုအတိုင်းကြုံတွေ့ခဲ့ရပါတော့တယ်Throughout the length and breadth of the 27 books of the New Testament, there is not a single statement made by Jesus Christ that I was dead and I have come back from the dead. We have been beating I'm not sure that I heard myself. You said nowhere in the 27 books of the New Testament did Jesus ever say he was dead and alive. May I read to you from the book of Revelation, chapter 1, verse 18. He said, I am the living one. I was dead, and behold, I am alive forevermore. မွတ်စလင်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့အာမက်ဒီတက်ဟာဆိုရင်သူ့ဘဝမှာအမှားများစွာလုပ်ခဲ့ပါတယ်အဲ့ဒါကတော့အာရဗ်လူမျိုးမွတ်စလင်ဘာသာဝင်ကနေခရစ်ယာန်ဘာသာကိုကူးပြောင်းသွားတဲ့ဓမ္မဆရာတွေနဲ့ဆွေးနွေးမိတာပါအဲ့ဒီဓမ္မဆရာရဲ့နာမည်ကတော့ Anis Sharos လို့ခေါ်ပါတယ် Anis Sharos ဟာဆိုရင်ပါလက်စတိုင်းလူမျိုးအာရဗ်လူမျိုးတစ်ယောက်ဖြစ်ပါတယ်သို့တော့ယေရှုခရစ်တော်ကိုတက်ဝင်ယုံကြည်လာခဲ့တဲ့သူဖြစ်ပါတယ်သူနဲ့အတူသူဟာဒီဘိတ်လို့ငင်းခုန်ဆွေးနွေးပါတယ်အဲ့ဒီခါမှာဒီစကားကိုမာယွန်းစွာသူကျူးလွန်မိပါတယ်မင်းမှားလားငါမှားလားမှားတဲ့သူကိုဖယားသခင်ကတသက်လုံး silent လုပ်ပါစေမှားနေတဲ့သူကိုဖယားသခင်ကတသက်လုံးပစက်ပိတ်ပေးပါစေဆိုပြီးတော့ကျိန်ဆူခဲ့ပါတယ်ဒီကျိန်ဆူချက်အတိုင်းပဲ1996ခုနှစ်ရောက်လာတဲ့အခါမှာတော့သူဟာစကားလုံးဝမပြောနိုင်ပဲနဲ့အာယုံကြောတစ်ခုလုံးပျက်စီးခဲ့ရပါတယ်။ကဒင်ပေါ်မှာပဲဘုံလဲခဲ့ရပါတယ်။စကားတခွန်းလေးတောင်မှသူလုံးဝမပြောနိုင်တော့ပါဘူး။မွတ်စလင်ဘာသာဝင်တွေကသူ့ကိုလာရောက်နှစ်သိမ့်ကြတယ်အားပေးစကားဆိုကြတယ်စကားပြန်ပြောနိုင်အောင်အများကြီးဘဲခါနေတိုက်တွန်းနှိုးဆော်မှုတွေများစွာပြုတ်လုပ်ခဲ့တော့ညာလေသူဟာစကားလုံးဝမပြောနိုင်တော့ပါဘူး။တစ်သက်လုံးသူဟာ silent ဖြစ်ခဲ့ရပါတယ်။ဘလို့မှစကားမပြောနိုင်ပဲနဲ့ကဒင်ပေါ်မှာ9နှစ်တိတိလဲလျောင်းခဲ့ရပါတယ်ဒီလိုနဲ့နောက်ဆုံးမှာ2005ခုနှစ်ဩဂုတ်လ10ရက်နေ့ရောက်လာတဲ့အခါမှာတော့သူ့ဘဝနေဝင်ညီကုံချုပ်ခဲ့ရပါတယ်ဒီအဖြစ်ပြက်ထဲကနေဘာကိုသင်ခန်းစာယူစေချင်လဲဆိုတော့မိတ်ဆွေကြမ်းကြုံရင်နှုတ်လို့ရပါတယ်စကားကြုံရင်တော့နှုတ်လို့မရပါဘူးတစ်ဆက်ထဲမှာသိစေချင်တာကတော့ယေရှုခရစ်တော်ဟာတမန်တော်အီစာမဟုတ်ပါဘူးသူဟာဆိုရင်ဖယားတကားတို့ရဲ့ဖယားပါဘယင်တကားတို့ရဲ့ဘယင်ပါအဲ့ဒီဖယားတကားတို့ရဲ့ဖယားဟာနှိမ့်ချခြင်းနဲ့ဒီလောကထဲမှာဆေးကြွပလာပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရဲ့အပြစ်တွေအတွက်လက်ဝါးကားတိုင်းပေါ်မှာတကယ်ပဲအသွေးသွန်းလောင်းခဲ့ပါတယ်အပြစ်အခါဖြစ်တဲ့တေချင်းတရားကိုလည်းကားတိုင်းပေါ်မှာအမှန်အကန်အစစ်အမှန်စပ်ပြီးတော့တေဆုံးခဲ့ပါတယ်သူ့ရဲ့အသက်ကိုသူဇီဝင်ချုပ်ပြီးတော့ကားတိုင်းပေါ်မှာတေဆုံးခဲ့ပါတယ်ဒါပေမဲ့ဖယားစစ်ဖယားမှန်ဖြစ်တဲ့အတွက်3ရက်မြောက်မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ဟာထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်တယ်။ယေရှုကဒီလိုပြောပါတယ်။ငါ့ကိုယုံကြည်တော်သူတို့သည်တေလွန်တော်လဲရှင်လိမ့်မယ်။ဆိုလိုချင်တဲ့အရာကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တည်သွားပေမဲ့ကိုယ့်ရဲ့ဝိညာဉ်ဟာဆိုရင်အသက်ရှင်တဲ့ဖယားသခင်နဲ့အတူထာဝရဒုက္ခဘုံမှာစံစားရမှာဖြစ်ပါတယ်။
ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတင့်ကိုယေရှုခရစ်တော်သိချစ်ပါတယ်တင်းရဲ့မိုက်ဖြစ်တွေအတွက်လက်ဝါးကားတဲ့ပုံမှာပေးဆက်အသေးခံပြီးတော့3ရက်မြောက်မှာရှင်ပြန်ထမြောက်တဲ့ဖယားစစ်ဖယားမှန်ဟာယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့သတင်းလေးကိုကြားပြောရင်းနဲ့နောက်ဗီဒီယိုမှာဆုံတွေ့ကြရအောင်